အားလုံးပဲမင်္ဂလာပါအခု reading လေးရပါတော့အဲ့လိုမျိုးကိုယ့်ရဲ့ဘဝတွေကိုပေါ့နော်ဘသူတွေထပ်ပြီးတော့မှရောက်လာမှလည်းပေါ့နော်လူဟောင်းတွေကလားလူတစ်တဲ့ရလားဆိုတော့ topic လေးနဲ့အကြည့်ပေးမှဖြစ်ပါတယ်ဖိုင်ကတော့3ခုပေးထားတာပေါ့နော်ဖိုင်1ဖိုင်2ဖိုင်3ဖိုင်1ကကြော်ဒီအစိမ်းရောက်လက်ကောက်ပေါ့နော်ဒီအစိမ်းရောက်လက်ကောက်လေးပေါ့နော်အဲ့လိုကိုယ်နဲ့ energy ကိုက်မဲ့ထင်တဲ့ဖိုင်ကိုယူပြီးတော့နားထောင်လို့ရတာပေါ့နော်အခုဟာပေါ့နော်ဖိုင်1လေးကိုအရင်လုပ်ပြီး reading လေးအရင်ဖတ်ပေးပါမယ်ပုံကအဲ့လိုပုံကအရင် sexy ဆန်ပုံကအရင် sexy ဆန်အဲ့လိုပေါ့ဖိုင်1သမားလေးတွေကအဲ့လိုဖိုင်1သမားလေးတွေအဲ့လိုလူအသေးဆိုတာအထက်ကွာအဲ့လိုလူဟောင်းလေးကအဲ့လိုကိုဘဝတွေပြန်ရောက်လာဖို့ရှိရယ်ဒီလူကလေအဲ့လိုမျိုးဘယ်လိုပြောရမှာလဲ soul connection တမားတွေလို့ခံစားရကွာ soul connection တမားဆိုတာလုံးဝ soul mate အကြီးစားကွာလို့ဒီ past life မှာကလေးကအဲ့လိုသူနဲ့အတူရှိခဲ့ရမျိုးပေါ့အဲ့လိုမျိုးကိုတိပြီးသားလို့ပေါ့နော်ဒါကလေဒီ ဖိုင်1တမားလေးတွေလည်းခံစားမိမဲ့တင်တယ်ဒီလူကငါတိဘူးတလို့ပဲအခုအဲ့လိုလေဘယ်လိုလဲသူနဲ့စားတွေ့တော့သူနဲ့စားစုံတော့ဆိုလေအဲ့လိုဟိုဘယ်လိုပြောရမှာလဲဟဲ့ဒီလူရောငါတီးတယ်လို့ပဲအဲ့လိုမျိုး feeling ရတယ်ပါတည်ရမှာဒါကတော့ soul connection တမားတွေတော်တော်များများကြုံရတဲ့အရာပေါ့နော်သူ့တိကျွမ်းဝင်ဖူးတယ်လို့ကွာအဲ့လိုစကားလေးခဏပြောလိုက်ရင်လည်းအရင် chemistry မိပြီးတော့လေအဲ့လို energy တွေအရင်ကိုက်ပြီးတော့ပေါ့နော်အဲ့လိုဒါပေမဲ့ဒီဖိုင်1တမားလေးတွေပေါ့နော်ပြောရရင်ပေါ့အတင်လားအဲ့လို8တွေပေါ့နော် E8 တွေဖြစ်နိုင်တယ်ပေါ့နော်တချို့ကတော့ရီစာအဆင်မဟုတ်ပဲねကွာဘယ်လိုပြောရမှာလဲဤခဲ့တဲ့အဆင့်ပေါ့နော်ဘယ်လိုလဲ maybe ကွာအဲ့လို site တူ site ဖတ်တာတော့ပိုင်းညာပေါ့အဲ့လိုမျိုးလေးတွေအဲ့လို feeling နဲ့ခံစားရပါတော့အဲ့လိုတည်းကကိုယ့်ဟာတွေကိုပြန်ရောက်လာမှာပေါ့နော်ဒီဖိုင်1လေးရဲ့စိတ်ထဲမှာကွာအဲ့လိုအရင်ဆွေလန်းနေတဲ့လူပါအဲ့ဒီလူပါပဲကိုစီကိုပြန်ရောက်လာမှာလို့ပြောချင်တာပါဒါပေမဲ့ဒီတစ်ခါရောက်လာမှာခါကျတော့လုံးဝအဲ့လိုcommitment ပေါ့ဘယ်လိုလဲလုံးဝ stable ပုံစံနဲ့အဲ့လိုပြန်ပြီးတော့ရောက်လာမှာမျိုးပေါ့နော်ဒါဖိုင်1လေးတွေအတွက်ပေါ့နော်ပြီးရင်အဲ့လိုဖိုင်1လေးတွေလည်းတီးမယ်ထင်တယ်တိလားအဲ့လိုအခုကိုယ်စိတ်ထဲမှာနေရာယူတဲ့လူကငါတခြားသူဘသူနဲ့ပဲနေမပျော်ဘူးဆိုတာကွာသူနဲ့မှပျော်မယ်သူနဲ့မှအဝင်ခွင့်ကြားဖြစ်တယ်ဆိုတာမျိုးဟိုကိုယ်တိုင်ကလည်းခံစားမိမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီလူကပဲကိုဘဝတွေဟိုရောက်လာပြန်ပြီးတော့ရောက်လာမှာကွာသူနဲ့ပဲအဲ့လိုမျိုးရှေ့လျှောက်အတူတူသွားဟိုဆက်သွားဖို့ရှိရပါတော့ဘာလို့ဆိုရေဆက်ပါအဲ့လိုမျိုးကွာတိလားရေဆက်ပါအဲ့လိုမျိုးအဲ့တော့ခြောင်လွဲလို့မရတဲ့ရေဆက်ပေါ့နော်အဲ့လိုပါဒါဖိုင်1လေးပါဖိုင်2လေးလာပါမယ်အတန်းဖိုင်2တမားလေးတွေကအဲ့လိုလူဟောင်းဆိုတာတဲ့ဖိုင်2တမားလေးကလူတင်းတဲ့အဲ့လိုဆက်လန်လေးစားဖို့ရှိရကွာအဲ့လိုမျိုးဘယ်လိုပြောမှလဲ maybe your crush ကိုရဲ့ crush နဲ့ဆက်လန်လေးပါစားနိုင်တယ်ပေါ့နော်လူတစ်တွေပေါ့နော်လုံးဝအဲ့လို energy အတစ်တွေပေါ့နော် energy အတစ်တွေပြောရှင်းစရာအတစ်တွေ romantic ဆန်တဲ့အရာတွေပေါ့နော်ကိုရတယ်ဝင်ရောက်လာဖို့ရှိရကွာအဲ့လိုဒီတစ်ခါတော့အဲ့လိုပြောစရာကောင်းတဲ့ဆက်လန်လေးကိုရတယ်ရောက်လာဖို့ရှိရပေါ့နော်ဖိုင်2တမားလေးတွေပေါ့အဲ့တော့အဲ့လိုကွာအဲ့လိုဘယ်လိုပြောရမှာလဲမထင်မှတ်ထားတဲ့အရှိစလန်လေးပေါ့နော်မထင်မှတ်ထားတဲ့အရှိစလန် romantic စလန်လေးပေါ့အဲ့လိုဘယ်လိုလဲကိုရဲ့ standard နဲ့ကိုက်ညီတဲ့အဲ့လိုမျိုး standard နဲ့ကိုက်ညီတဲ့လူပါဥပမာကိုရဲ့ type ပေါ့နော်ကိုကအဲ့လိုကိုကြိုက်တဲ့ပုံစံပေါ့အဲ့လိုကိုကြိုက်တဲ့ character နဲ့ကိုက်ညီတဲ့လူနဲ့စုံရမှာပေါ့နော်ဒီ point 2လေးတွေကကိုရဲ့ဘဝတွေကိုရောက်လာမယ့်လူတွေကလုံးဝလူအစ်စ်ပါလို့ point 2လေးပြီးပါပြီ
Pine tree လေးလာပါမယ် Pine tree လေးလာပါမယ် wow physical touching ဘာလဲဒီ Pine tree သမားလေးတွေကအဲ့လို physical touching အရင်ကြိုက်တဲ့လူလိုက်တယ်အဲ့လိုမျိုးလေ physical touching အရင်ကြိုက် physical touching အရင်ကြိုက်တယ်လူနန်းတကယ်ဒီ Pine tree သမားလေးတွေက Pine tree သမားလေးတွေကလည်းအိတ်ထဲရပဲကိုကလည်းပြန်ရောက်လာမယ်ထင်တယ်ပေါ့နော်တစ်ဖက်လူကလည်းအဲ့လိုမကြခင်ပါဘူးဝုံတိုင်းနဲ့ဝင်ရောက်လာဖို့ရှိရပေါ့နော်ဘယ်လိုပြောမလဲဒီ Pine tree သမားလေးတွေရဲ့အဲ့လိုမျိုးအဆက်ဟောင်းလေးပေါ့နော်သူပြောရှင်းတာအဲ့လိုမျိုးဘယ်လိုလဲသူ့မမေ့သေးဘူးလို့ထင်တယ်ပေါ့နော်မျောလင့်ပါတယ်ပေါ့သူနဲ့ပတ်သက်တဲ့အမတ်တရားတွေပေါ့နော်မို့မလုပ်သေးဘူးလို့သူယုံကြည်ရပေါ့နော်သူပြန်လာမယ်ပေါ့နော်အဲ့လိုမျိုး feeling ရရပါဘယ်လိုလဲဒီ Pine tree သမားလေးတွေပေါ့နော်ကိုယ်တိုင်ရောဖြစ်စေတစ်ဖက်လူကဖြစ်စေနည်းနည်းလေးဘယ်လိုလဲဘယ်လိုလဲနည်းနည်းလေးရှေ့တိတ်မငိမ့်တဲ့ထဲကွာဘယ်လိုလဲအဲ့လို sexy ဆန်တဲ့အရာတွေကြိုက်တယ်အဲ့လိုဥမာပေါ့နည်းနည်းကြွရွတွေကြိုက်တယ်ကွာနည်းနည်းဆွဲဆောင်မှုအားပြင်းတဲ့အရာတွေကိုကြိုက်တဲ့ထဲမှာပါမယ်တင်တယ်ပေါ့နော်တစ်ဖက်လူဖြစ်ကိုယ်ဖက်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေကြိုက်တတ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်လူကလည်းအဲ့လိုကိုယ်ကဆွဲဆောင်မှုအားကောင်းတဲ့အပိုင်းလေးတွေကိုသူမမေ့နိုင်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံနဲ့သူကတော့ပြန်ဝင်လာတာပေါ့နော်ဒါပေမဲ့ဒီ Pine tree တမားလေးတွေကလေအဲ့လိုအရင် stable ဖြစ်တဲ့ energy မရဘူးဘယ်လိုလဲအပျော်တွေတိတ်နည်းနည်းများတယ်ပြောနော်နည်းနည်းများတယ်ဆိုတာအပျော်တွေတိတ်များတယ်လို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့ပြန်ရဝင်လာမှာပဲသိမလားအဆက်ဟောင်းကလေအဲ့လိုပေါ့ပြောစရာအမတရားတွေရောသင်္ကန်းစားတွေရောထပ်ပြီးဖို့ရှိလို့ပြန်ရောက်လာလို့ပဲပြောရမှာပေါ့နော်အခု reading လေးရတာအဲ့လောက်ကပဲကွယ်